ကျဲပွင့်ဖန်းသူနဲ့လျှို့ဝှက်ချက်တစ်တာဟိုရှိတုန်းကတိမ်တိုက်တွေရဲ့အထက်လာမင်းကြီးရဲ့အနီးနားမှာအိုလန်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်နေထိုင်နေ။အိုလန်ရဲ့အလုပ်ကတော့ညတိုင်းကောင်းကင်ယံကနေပြုတ်ကျလာတဲ့ကျဲကြွေလေးတွေကိုလိုက်ဖမ်းရတာပါ။အဲ့ဒီကျဲကြွေလေးတွေကိုစုဆောင်းပြီးသူကမှော်တစ်တာထဲမှာထည့်သိမ်းထားတယ်။လူတွေကတော့ကျဲကြွေတာကိုမြင်ရင်ဆူတောင်းကြပေမဲ့အိုလန်ကတော့အဲ့ဒီကျဲတွေဟာတကယ်တော့လူသားတွေရဲ့ပျောက်ဆုံးသွားတဲ့အိမ်မက်တွေဖြစ်တယ်ဆိုတာကိုသိနေတယ်။တညမှာတော့ထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့တယ်။အနက်ရောင်ကျဲအိုလန်ဟာတခါမှမမြင်ဘူးတဲ့အနက်ရောင်တောက်ကျဲတစ်လုံးကိုဖမ်းမိလိုက်တယ်။တစ်တာထဲကအတန်းအဲ့ဒီကျဲကိုတစ်တာထဲထည့်လိုက်တဲ့အခါတစ်တာကြီးကတုံခါလာပြီးစကားပြောလာတယ်။အိုလန်မင်းမရှိတဲ့ကျဲအားလုံးကိုကဘာမြေပေါ်ပြန်လွှတ်ပေးလိုက်တော့ကဘာကြီးကမှောင်မဲနေပြီးတဲ့။အိုလန်ကကြောက်သွားပေမဲ့သူစုဆောင်းထားတဲ့ရောင်စုံကျဲတွေကိုတစ်တာထဲကနေတလုံးချင်းထုတ်လွှတ်လိုက်တယ်။အဲ့ဒီအချိန်မှာပထမကျဲကဘာပေါ်ကကလေးငယ်တွေရဲ့အိမ်မက်ထဲမှာအယောင်ဆုံးပကြီကားတွေဖြစ်သွားတဲ့ဒုတိယကျဲနေမကောင်းဖြစ်နေတဲ့သူတွေရဲ့စိတ်ထဲမှာမျောလင်းချက်အလင်းရောင်တွေဖြစ်သွားတဲ့တတိယကျဲရန်ဖြစ်နေတဲ့သူတွေကြားမှာနားလည်ခွင့်လွှတ်ခြင်းတွေဖြစ်ပေါ်လာစေတဲ့အဲ့ဒီညမှာပဲကဘာကြီးတစ်ခုလုံးဟာအရင်ကထက်ပိုမိုတောက်ပပြီးမော်ဆန်တဲ့အလင်းနှန်းတွေနဲ့လွှမ်းခြုံသွားပါတော့တယ်။အိုလန်ဟာကျဲတွေကိုတင်ထားယုံနဲ့မလုံလောက်ပဲအဲ့ဒီအလင်းတွေကိုဝေမျှပေးမှသာမော်အတက်ကတကယ်စွမ်းထက်တာကိုနားလည်သွားပါတော့တယ်။